အားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့သတင်းတွေဖြစ်တဲ့စီရေးနိုင်ငံရဲ့အစရှိတဲ့သတင်းတွေကိုကြည့်ရှုလိုက်ရအောင်လားခင်ဗျာစစ်တွေမှာနေရာ၃ခုကိုပျောက်ကြားစနစ်နဲ့ AA ကတိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရခိုင်ပြည်စစ်တွေမြို့အနီးကအမြင့်ကျွန်းတရားထိပ်စကန်ဝါဘိုစကန်ကြားမတော့စကန်တွေကို ULA ဘက်ကပျောက်ကြားစနစ်နဲ့တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်အဲ့ဒီနေရာ၃ခုမှာတိုက်ပွဲတွေပုံမှုပြင်းထန်လာပြီးလက်နက်ငယ်တွေနဲ့အနီးကပ်ပစ်ခတ်တံတွေကိုမျိုးတွေကတောင်ကြားနေရတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်။ညဘက်ဆိုအမြင့်ကျွန်းကြားမတော့ရေချမ်းပြင်ဘက်ကဒီအပိုင်းပြင်းပြင်းထန်ထန်ကြားလာရတယ်။တပြိုင်တည်းတိုက်တာမျိုးမဟုတ်ဘူး။ပျောက်ကြားစနစ်နဲ့အလစ်အငိုက်ရှိတဲ့စခန်းတွေကိုဝင်တိုက်တဲ့ပုံပဲ။တိုက်တဲ့အချိန်မှာတော့စက်တနက်တွေရောလက်နက်ကြီးလက်နက်ငယ်တွေရောအုံအုံထားနေတယ်လို့စစ်တွေသတင်းအရင်းမြစ်ကပြောပါတယ်။ပစ်ခတ်တံတွေဆူညံနေသလိုမီးခိုးတွေနဲ့တချို့အပြက်စီးတွေကိုလည်းတွေ့မြင်ရပြီးမြို့တွေကနေထိုင်သူအများစုဟာစိုးရိမ်မှုတွေမြင့်တက်လာကြတယ်လို့ဒေသခံတွေကပြောပါတယ်။အရခတ်တော်အေကတချို့ရက်တွေမှာညဘက်သားမကနေ့လယ်ပတ်မှာပါအဲ့ဒီစကန်တွေကိုဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီးတော့စစ်ကောင်မရှင်ဘက်ကခုခံနေရတဲ့အရှင်တွေလို့ဒေသခံတွေကပြောပါတယ်။ညဘက်ဆိုလက်နက်တံတွေစူလို့မအေးရဘူးထထိုင်နေရတယ်ပစ္စည်းတွေတော့အကုန်ထုတ်ပိုးထားပြီးပြေးဖို့ပြင်းနေသူတွေလည်းပြင်းနေကြပြီလို့စစ်တွေမြို့နယ်တွေကနေထိုင်တဲ့အမျိုးသမီးတဦးကလေဝရီ FM ကိုပြောပါတယ်စစ်တွေမြို့ပြင်အနားတက်နေရာတွေမှာရှိတဲ့ဒေသစစ်စင်ရေးကုကဲမှုဌာနရှုံနဲ့စစ်ကောင်မရှင်စခန်းတွေကတမိသားစုတွေကတော့ရာထူးအစင်လိုက်ရန်ကုန်နဲ့နေပြည်တော်မြို့တွေကိုရေချောင်းကနေပြောင်းရွှေ့နေကြတယ်လို့ပြောပါတယ်တစ်ဖက်မှာစစ်ကော်မရှင်ဘက်ကစစ်ရေးလှုပ်ရှားမှုအနေနဲ့ပုံနဲ့ကျွန်းရသေးတောင်ပေါတော်မြို့နယ်တွေကိုရေတက်နဲ့အမြောက်တက်ကနေလက်နက်ကြီးနဲ့စက်တိုက်ပစ်ခတ်နေတယ်လို့လည်းလက်ရှိအခြေအနေတွေကိုဒေသခံကရှင်းပြပါရယ်။ဒါအပြင်မြို့တွေမှာစစ်ကားတွေတွာလာနေပြီးတော့မြို့ပြင်ဘက်တွေကိုစစ်ကြောင်းထိုးမှုတွေလည်းပြုလုပ်လာတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေက